even smart people fail ပေါ့နော်အဖွဲအစည်းတစ်ခုမှာတော်တဲ့သူတွေကြီးပဲရှိနေနေတာမှာအဲ့ဒီအဖွဲစီကကြာဆုံးနိုင်တယ်လူတော်တွေကြီးပဲရှိပြီးမှသူတို့တွေကအတူတူအလုပ်မလုပ်တတ်ဘူးဆိုရင်အဲ့ဒီအဖွဲစီကအောင်မြင်မှာမဟုတ်ဟုတ်ပြီဒီတော့ကျွန်တော် team တစ်ခုကိုအားနေသွားစေရပျက်စီးစေတဲ့အဓိကအချက်၅ချက်တွေကဘာလဲဆိုတာကြည့်လိုက်ရအောင်ပေါ့နော်အောက်ဆုံးမှာဘာရှိလဲဆိုရင် absence of trust ပေါ့နော်ယုံကြည်မှုတွေကင်းမဲ့လာတယ်ယုံကြည်မှုမရှိဘူးဆိုရင်ဘယ်သူနဲ့မှအလုပ်လုပ်လို့မရဘူး fear of conflict ပဏိပက္ခတွေဖြစ်ရမှာကြောက်ရွံ့လာတယ် lack of commitment အပြည့်အဝပါဝင်ပတ်သက်မှုတွေဂတိကဝတ်တွေအားနည်းလာတယ် avoidance of accountability ပေါ့နော်တာဝန်ယူမှုတာဝန်ခံမှုမရှိတော့ဘဲနဲ့ရှောင်လွဲလာတယ်ဆိုရင်လေဒါ teamwork ကိုပျက်စီးစေတယ်။ထိတ်ဆုံးမှာ inattention to results ပေါ့နော်။အတင်းရဲ့ရလဒ်ကို view မဆိုင်တော့ဘဲနဲ့ကိုတယောက်တည်းရဲ့ရလဒ်ကို view ဆိုင်လာတဲ့အခါမှာလေအဖွဲ့အစည်းတစ်ခုကပျက်စီးလာပါတယ်ပေါ့နော်။အဲ့တော့ဒီ၅ချက်ကအဓိကကျွန်တော်တို့ company တိုင်းမှာအဖွဲ့အစည်းတွေကိုအားနည်းစေတဲ့အချက်တွေဖြစ်ပါတယ်ပေါ့နော်။အဲ့တော့သူတို့မှာ symptom လေးတွေရှိရပေါ့နော်။တစ်ခုချင်းစီကြည့်လိုက်ရအောင်ပေါ့နော်။အဲ့တော့ပထမတစ်ခုကယုံကြည်မှုကင်းမဲ့ခြင်း absence of trust ပေါ့နော်။လူတွေကတယောက်နဲ့တယောက်နဲ့ယုံကြည်မှုကင်းမဲ့လာပြီဆိုရင်ဘာဖြစ်လာလဲဆိုရင်သူပြောတာလည်းကိုမယုံတော့ဘူးကိုပြောတာလည်းသူမယုံတော့ဘူးပြီးသွားပြီဆိုရင်ကိုယ့်ဘက်ကအဆူမခံရအောင်ကိုယ့်ဘက်ကအော်မခံရအောင်ကိုယ့်ဘက်ကအဆဲမခံရအောင် defensive ဖြစ်လာတယ်ပြဿနာတစ်ခုကိုဖြေရှင်းမဲ့အစားကိုယ့်ဟာကိုယ်ဘယ်လိုကာကွယ်မလဲဆိုတော့စပြီးမှစိတ်ဝင်စားလာတယ်အဲ့ဒါ symptom ကိုယ့်ရဲ့ team တစ်ထဲမှာအဲ့လိုမျိုးတွေဖြစ်နေပြီဆိုရင်တယောက်နဲ့တယောက်နဲ့ယုံကြည်မှုမရှိလို့ပဲဒီတော့အဲ့လိုမျိုးယောဂလက္ခဏာတွေစတွေ့လာပြီဆိုရင်သူ့ရဲ့ဆေးရပါလဲဆိုရင်ကျွန်တော်တို့စစ်မှန်တဲ့ယုံကြည်မှုရှိရမယ်ပြီးရင်လူတွေကအမားကိုဝန်ခံရရမယ်ပြီးရင်ကိုမားတာကိုလည်းဝန်ခံဖို့မကြောက်နဲ့မကျွမ်းကျင်ဘူးဆိုရင်လည်းပေါ့နော်ကျွမ်းကျင်တဲ့ပုံစံဟန်မဆောင်နဲ့အခုနကတော့က symptom ရဲ့အောက်နာလေးမှာကြည့်မယ်ဆိုတော့ဟန်ဆောင်တာလည်းပါတယ်စပြီးမှဟန်ဆောင်ပြီဆိုရင်ဒီယောဂလက္ခဏာယုံကြည်မှုမရှိတဲ့ယောဂလက္ခဏာကိုယ့်ရဲ့ team မှာဒီ issue တွေရှိလားစမ်းစစ်ပါအဲ့ဒါဆိုရင် trust ကိုစပေးလို့ရမယ်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုရင်တယောက်နဲ့တယောက်နဲ့ယုံကြည်မှုတွေမရှိတော့တဲ့ခါမှာသူတို့တွေကပဏိပက္ခဖြစ်ရမှာကိုကြောက်ရွံ့လာတယ် fear of conflict ပေါ့နော်ဒီ concept ကိုတစ်ချက်ကြည့်မှဆိုရင် avoiding disagreement ပေါ့နော်ယုံကြည်မှုမရှိတဲ့အတင်းတွေဟာတဲ့တကယ်အရေးကြီးတဲ့သဘောထားကွဲလွဲမှုတွေကိုရှောင်လွဲတတ်ကြလာတယ်သဘောထားကွဲလွဲမှာကြောက်တယ်discussion တွေမလုပ်တော့ဘူးဒီဒုတိယ stage ကိုစရောက်လာပြီဆိုရင်ပေါ့နော်သူတို့ကအပေါ်ရမဲ့အဆင်ပြေတယ်အပေါ်ရမှာလူတိုင်းကြည့်လိုက်ရင်ဘယ်သူမှရမဖြစ်ဘူးဒါပေမဲ့အထဲမှာဘာဖြစ်နေလဲဆိုရင်ဖုံးကွယ်ထားကြတယ်ကိုယ့်ရဲ့ထင်မြင်ချက်ပေါ့နော်ဒီတယောက်နဲ့အဆင်မပြေဘူးဆိုလည်းမပြောဘူးဟိုတယောက်နဲ့အဆင်မပြေဘူးဆိုလည်းမပြောဒီ project ကအဆင်မပြေဘူးဆိုလည်းမပြောဘူးသူအဆင်ပြေရဲ့ပုံစံ service harmony နဲ့နေပြီးဆိုရင်ဒါတေးချတယ် fear of conflict ကြောင့်ဖြစ်ပါတယ်ဒီပြဿနာကိုဖြေရှင်းချင်တယ်ဆိုရင်ကိုက healthy conflict လို့ခေါ်တယ်ပေါ့နော်ကျမ်းမာတဲ့ပဏိပက္ခဆိုတာကတယောက်နဲ့တယောက်နဲ့ personally တိုက်ခိုက်တာမဟုတ်ပဲနဲ့ဖြစ်နေတဲ့ပြဿနာကိုဒါလေးစားစွာသဘောထားကွဲလွဲလို့ရပါတယ်ဆွေးနွေးလို့ရပါတယ်ကျွန်တော်တို့ company မှာတယောက်နဲ့ပဏိပက္ခမဖြစ်တော့ဘူးကို့မှာပေါ့နော်စိတ်အားတက်တတ်မှုမရှိတော့ဘူးဆိုရင်ဒီ company ကိုယုံကြည်မှုတွေမရှိတော့တဲ့အတွက်ကြောင့်မို့ပါပေါ့နော်အဲ့တော့တတိယတစ်ဆင့်ကအခုပြောသွားတဲ့အကြောင်းအရာတွေက21 Career Power Scale သင်တန်းတွေကဖြစ်ပါတယ်သင်တန်းတက်ချင်တယ်ဆိုရင်ရွှေနှုတ် Academy Facebook Page Messenger ဒါမှမဟုတ်ဖုန်းနံပါတ်39944844လုံးကိုဆက်သွယ်ပြီးလာရောက်အပ်နှံလိုက်ပါ